လုပ်ငန်းကမိတ်ဆွေရှိမှလဲပတ်နေရလားဒါမှမဟုတ်စနစ်တစ်ခုနဲ့လဲပတ်နေရလားအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Mob Digital Solution ရပါဒီနေ့မှာတော့လုပ်ငန်းတိုးချဲ့တဲ့အခါမှာကြုံတွေ့ရတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်ဒီလန်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုကခဏတာအောင်မြင်ဖို့လွယ်ကူပေမဲ့ဆယ်စုနှစ်တစ်ခုအထိရေရှည်ရပ်တည်နိုင်ဖို့ဆိုတာကတကယ် foundation အခြေခံအုတ်မြစ်ကောင်းမှရတာပါအခုလိုခက်ခဲတဲ့စီးပွားရေးကာလမှာကံအကျိုးပေးတဲ့တနေ့အောင်မြင်လာလိမ့်မယ်ဆန်းထလာတဲ့တနေ့အောင်မြင်လာလိမ့်မယ်ဆိုပြီးကံကိုပုံချနေရတဲ့ကံဆိုတာအလုတ်ဆိုတဲ့အတိုင်းတိကျတဲ့စနစ်တစ်ခုနဲ့ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ကပိုအရေးကြီးပါတယ်။ဒါကြောင့်ကျမတို့ MOF ကမြန်မာနိုင်ငံတဝန်းက Startup Founder တွေ SME လုပ်ငန်းရှင်တွေနဲ့ကျန်းမာရေးကဏ္ဍကလုပ်ငန်းရှင်တွေရဲ့လုပ်ငန်းတွေစနစ်တကျနဲ့ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အနီးကပ်လက်တွဲလှုပ်ဆောင်ပေးနေပါရှင်။လုပ်ငန်းတွေကတစ်ခုနဲ့တစ်ခုမတူညီကြပေမဲ့အားလုံးမှာတူညီတဲ့စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။အဲ့ဒါကတော့ယုံကြည်မှုတိုးတက်ဖို့ဖိအားတွေအချိန်အကန့်အသတ်တွေနဲ့အမားမခံနိုင်တဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ MOF ကလုပ်ငန်းမှတ်ပုံတင်တာကစပြီး branding အတွက် website တည်ဆောက်တာနဲ့ AI နည်းပညာတုံး digital marketing စနစ်တွေအထိနည်းပညာပိုင်းနဲ့မဟာဗျူဟာပိုင်းတွေကိုစနစ်တကျနဲ့တနေရာထဲမှာအပီးအစီးဝန်ဆောင်မှုပေးနေတဲ့ one stop digital solution service product agency တစ်ခုဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုစနစ်တကျတည်ဆောက်ခြင်းနဲ့ဆိုရင်တော့အခုပဲ MOF ကို follow လုပ်ပြီး message ကနေ system လို့ပေးပို့ပြီးဆက်တွဲလိုက်ပါနော်။